ခရိယန်တွေကိုအပြိုကနေမွေးတာမဖြစ်နိုင်ဘူးပြောကြပြီးဗုဒ္ဓဘာသာမှာတော့လိမ်မှုကိစ္စမရှိဘဲနဲ့ချက်ကိုလက်နဲ့တူပြီးကလေးမွေးတာတော့ယုံကြတယ်နော်တဲ့ဒီမှန်ကသူဝနတာမဇတ်တော်ကိုရှောင်ပြောင်ပြီးပြောဆိုထားတဲ့အတွက်ဦးဇင်းတုတ်ပြန်ပြီးပြောဆိုထားတဲ့ပို့ထဲမှာလာမှန်ထားတာပါနော်ကြည့်ထားကြနော်ကိုယ့်ရဲ့ဗုဒ္ဓဘာသာဝင်လူတစ်ယောက်ကကိုယ့်ဘာသာရဲ့အကြောင်းကိုဂဂနာနာမသိပဲထင်ရပြောလိုက်တဲ့အတွက်အခုဘာသာခြားကတန်းလာညှိပြီနော်သူဝနတာမဇတ်တော်မှာတန်ဝါဒမပြူပဲနဲ့ချက်ကိုလက်နဲ့ရစ်လို့သူဝနတာမလေးကိုမွေးတယ်ဆိုတာကချက်ကိုလက်နဲ့ရစ်ပေးတဲ့လူလည်းရှိတယ်ချက်ကိုလက်နဲ့ရစ်တဲ့အကြောင်းတရားလေးရှိတယ်နောက်ပြီးသူဝနတာမမှာဒုက္ခလာနဲ့ပါရိကာဆိုတဲ့မိဘနှစ်ပါးလေးရှိတယ်နော်ကဲတက္ကတော်တို့ကိုးကွယ်တဲ့ခရစ်တော်ယေရှုရဲ့မိခင်မေတော်မာရီကိုကြည့်လိုက်ပါမေတော်မာရီဟာတန်ဝါတာလည်းမပြုတ်ချက်ကိုလက်နဲ့လည်းမရစ်ဖဲနဲ့အပြိုစင်ကနေပြီးတော့ခရစ်တော်ယေရှုကိုမွေးတယ်ဆိုပြီးလက်ခံယုံကြည်ကြတယ်ခရစ်တော်ရဲ့မိခင်မေတော်မာရီရဲ့ဖြစ်စဉ်နဲ့သဝနတာမဇတ်တော်ရဲ့ဖြစ်စဉ်တစ်ခုရှင်းကြည့်လိုက်ပါဘယ်ဟာကပို့ပြီးတော့အဓိပ္ပာယ်ရှိမယ်ထင်လဲအတွေးခေါ်ရှိတဲ့သူအသိဉာဏ်ရှိတဲ့လူဆိုရင်သဝနတာမဇတ်တော်ကအဓိပ္ပာယ်ရှိတယ်ဆိုတာကိုလက်ခံကြလိမ့်မယ်နော်အခုနေများအပြိုစင်မိန်းကလေးတယောက်ကလင်ကောင်မပေါ်ပဲကလေးမွေးကြည့်ပါနော်လင်ကောင်မပေါ်ပဲကလေးမွေးတဲ့အတွက်ကြောင့်မိမမြက်ဖြစ်တယ်ဆိုပြီးဘယ်သူကမှလက်ခံယုံကြည်မှာမဟုတ်ဘူးအလုံးကကဲ့ရဲ့အပြစ်တင်ကြလိမ့်မယ်နော်အဲ့ဒီတော့ပြောချင်တာကတက္ကတော်တို့ခရိယန်တွေရဲ့ဝါဒကအကြောင်းမဲ့ဝါဒဗုဒ္ဓဘာသာရဲ့ဝါဒကအကြောင်းကျိုးဆက်ဆက်တဲ့ဝါဒအကြောင်းကျိုးဆက်ဆက်တဲ့ဝါဒတွေကိုတက္ကတော်တို့ရဲ့အကြောင်းမဲ့ဝါဒလာထည့်ပြီးတော့တမ်းမညိနဲ့မရဘူးနော်ဦးစင်အဲ့ဒါပဲပြောချင်တယ်ကောင်လေးကဖေးဖို့ချိန်နေည10နာရီကျော်တယ်မျိုးရဲပဲတော်ဒေါသထွက်နေသီလားဒီစော့ရဲ့ကောင်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးမဟုတ်လဲဘာသာရေးတို့နိုင်ငံရေးတို့ဆိုတာထိလွယ်ရှလွယ်တဲ့အရာတွေနော်အဲ့ဒီလိုထိလွယ်ရှလွယ်တဲ့အရာတွေကိုကိုထင်ရတွေရှောက်မလုပ်ကြနဲ့ကိုယ့်ရဲ့မစင်မချင်းလုပ်မှုကြောင့်စူပူအောင်ကြွားမှုတွေဖြစ်လာမယ်ဆိုရင်လူတွေဒုက္ခရောက်ကြလိမ့်မယ်နော်လူဆိုတာလေလောကကိုကောင်းကျိုးပေးဖို့မွေးလာတာပဲကောင်းတယ်ဒုက္ခပေးဖို့မွေးလာတာမကောင်းဘူးနော်နောက်ဆုံးကောင်းကျိုးမပေးနိုင်အောင်တော့ဒုက္ခပေးတဲ့သူတော့မဖြစ်စေနဲ့ဒုက္ခပေးတဲ့လူဆိုရင်ဘယ်သူမှမကြိုက်ကြဘူးနော်အဲ့တော့ကိုမယုံကြည်ရင်နေပါဘယ်ဘာသာဝင်ဘယ်လူမျိုးပဲဖြစ်ဖြစ်ကိုယုံကြည်ရာကိုကိုကိုးကွယ်ကြပါကိုမယုံကြည်ရာကိုသွားပြီးတော့စော်ကားပုတ်ခတ်တာမျိုးတွေမလုပ်ကြနဲ့နော်အဲ့ဒီလိုစော်ကားပုတ်ခတ်တာတွေလုပ်မယ်ဆိုရင်မခံမရနိုင်တွေဖြစ်ပြီးတော့စူပူအောင်ကြွားမှုတွေဖြစ်လာနိုင်တယ်ဒါဥစဉ်ကစေတနာနဲ့ပြောတာပါနော်ဒါမျိုးတွေဘယ်လူမျိုးမှမလုပ်ကြပါနဲ့လို့မေတ္တာရက်ခံပါတယ်ငရုတ်သီးဆက်တာတူနေပင်မဲ့ရေရှိတဲ့သူကအဆက်သက်တာပါတယ်ရှင်ယောဟန်အခန်းကြီး၄အခန်းငယ်30တဲ့ဒီမှန်ကမကောင်းမှုတွေကိုကျူးလွန်ပြီးတော့တခြားဘာသာတို့ကူးပြောင်းသွားမယ်ဆိုရင်အဲ့ဒီမကောင်းကျိုးတွေကိုခံစားရပါသေးသလားလို့မေးထားတဲ့မေးခွန်းကိုငရုတ်သီးနဲ့ဥပမာပေးပြီးတော့ဥစဉ်ဖြေထားတဲ့ပို့ထဲမှာလာမှန်ထားတာပါနော်ရေရှိတဲ့သူကအဆက်သက်တာတယ်ဆိုပေမဲ့ရေရှိနိုင်လောက်တဲ့အကြောင်းတရားကိုလောက်ထားမှရေကရှိမှလေခရိယန်ဘာသာကအကြောင်းတရားကိုလက်ခံလို့လားအကြောင်းတရားဝါဒကိုလက်ခံတာကဗုဒ္ဓဘာသာကပဲလက်ခံတာနော်ခရိယန်ဘာသာမှာကဖန်ဆင်းတဲ့ဝါဒကိုပဲလက်ခံတာအကြောင်းအကျိုးဝါဒကိုလက်မခံဘူးဒါကြောင့်ကိုယ့်ဘာသာကဘယ်ဝါဒကိုလက်ခံတယ်ဆိုတာကိုအရင်ဆုံးသိအောင်သွားပြီးတော့လေ့လာလိုက်ပါဦးပြီးမှဦးစင်းကိုလာပြီးတော့ပြောပါနော်ဦးစင်းကိုလူတွေကလည်းတိုက်ခိုက်တယ်ဖုန်ကြီးချင်းချင်းလည်းတိုက်ခိုက်တာပဲတခါကရေးခဲ့ဘူးတလို့ပေါ့လေနဲ့တိုက်လေလူအသားမထိတလို့ကိုဓမ္မလမ်းကြောင်းအတိုင်းလျှောက်ပါဖေရတဲ့ဦးစင်းလည်းမြင်ပါတယ်နော်ဦးစင်းကိုတိုက်ခိုက်ကြတယ်ဆိုတာကမနာလိုဝင်တိုခြင်းအိတ်သမစ္စရိယစိတ်တွေကြောင့်တိုက်ခိုက်ကြတာပါဒီမနာလိုဝင်တိုခြင်းအိတ်သမစ္စရိယစိတ်ဟာလက်ခံရင်လက်ခံထားတဲ့လူကိုပူလောင်စေပါတယ်ဒုက္ခပေးပါတယ်ဦးစင်းကတာမန်ကြီးရွာလေးတရားမှာကြောင်းထိုင်နေတဲ့တာမင်ညဖုန်ကြီးလေးတစ်ပါးပါ
နာလိုဝင်တို့ချင်းအိတ်သမစ္စရိယစိတ်တွေထားပြီးတိုက်ခိုက်ရလောက်တဲ့အထိဦးစင်းကနာမည်ကြီးပြီးလက်လာဘပေါ်များနေတဲ့ဘုန်းကြီးတစ်ပါးမဟုတ်ပါဘူးနော်အဲ့ဒီအတွက်ဦးစင်းကိုအာယုံဆိုင်ပြီးမနာလိုဝင်တို့စိတ်တွေနဲ့တိုက်ခိုက်မနေပါနဲ့တခါတော့ကဆရာတော်တစ်ပါးကသူ့ရဲ့တပည့်တွေကိုဩဝါဒပေးတာကြားဘူးပါတယ်ဘယ်လိုဩဝါဒပေးတယ်လဲဆိုရင်တပည့်တို့မင်းတို့မွေးကျင်တယ်ဆိုရင်ကြက်တွေဘဲတွေပဲမွေးกว่าမနာလိုဝင်တို့ချင်းအိတ်သမစ္စရိယစိတ်တွေမမွေးကြနဲ့ကြက်တွေဘဲတွေမွေးတာကအကုသိုလ်ဖြစ်တယ်သို့တော့ကြက်သားဘဲသားစားရတယ်ကြက်ဥဘဲဥစားရတယ်မနာလိုဝင်တို့ချင်းအိတ်သမစ္စရိယစိတ်တွေမွေးတာကဘာမှမစားရဘဲနဲ့အကုသိုလ်ဖြစ်တာဒါကြောင့်အိတ်သမစ္စရိယစိတ်တွေမမွေးကြနဲ့မွေးကျင်တယ်ဆိုရင်တော့ကြက်တွေဘဲတွေပဲမွေးပါလို့ဩဝါဒပေးပါတယ်အမတန်ထိမိတဲ့ဩဝါဒလေးပါနော်အဲ့ဒီတော့ဦးစင်းကိုတိုက်ခိုက်တဲ့လူတွေကိုလည်းပြောချင်ပါတယ်ဦးစင်းအပေါ်မှာမနာလိုဝင်တို့စိတ်တွေမမွေးပါနဲ့မနာလိုဝင်တို့စိတ်တွေမွေးလို့မွေးတဲ့တင်တို့အပေါ်မှာဘာကောင်းကျိုးမှမဖြစ်ပါဘူးနော်မနေနိုင်လို့မွေးကျင်တယ်ဆိုရင်ကြက်တွေဘဲတွေပဲမွေးပါလို့ပြောချင်ပါတယ်နော်မြတ်စွာဘုရားကတိခံရမယ်လို့ဟောထားတယ်သို့တော့ငင်းကုန်တဲ့ဇက်မှာကြတော့လူမိုက်ကိုလူမိုက်နဲ့ပဲတုတ်ပြန်ရမယ်လို့နာဘူးပါတယ်ဘုရားရှင်းပြပေးတော်မူပါဘုရားတဲ့ဒါကဇတ်တော်ရဲ့ဆိုလိုရင်းသဘောကိုနားမလည်လို့ပါနော်သိုးသွမ်းနေတဲ့တတ္တဝါတစ်ကောင်ကိုသူ့လိုဓာတ်တူတတ္တဝါတစ်ကောင်နဲ့တွေ့စေပြီးတိမ်မွေ့အောင်လုပ်ခိုင်းတဲ့သဘောကိုပြောတာပါရန်ကိုရန်ချင်းတုတ်ပြန်ဖို့အတွက်လူမိုက်ကိုလူမိုက်နဲ့တွေ့စေပြီးတိုက်ခိုက်ခိုင်းတဲ့သဘောကိုပြောတာမဟုတ်ပါဘူးနော်အဲ့ဒီအကြောင်းအရာကိုပြောရမယ်ဆိုရင်950နိပတ်တော်ဒုက္ခနိပတ်ဒလဝတ်သူဟနုဇတ်မှာဖရာအလောင်းဟာဗျမဒံမင်းရဲ့မင်းတိုင်ပင်အမတ်ဖြစ်ပါတယ်ဥတ္တရာပထတိုင်းသားတွေဟာဗျမဒံမင်းရဲ့ထံမှာမြင်းလာပြီးရောင်းတဲ့အခါတိုင်းဖရာအလောင်းကမြင်းတွေကိုကာလပေါက်ဈေးနဲ့အညီတန်ဖိုးဖြတ်ပေးပါတယ်ဒါကိုမကျင်တတ်တဲ့ဗျမဒံမင်းကဖရာအလောင်းကိုအမတ်ယာထုကဖယ်ရှားပြီးနောက်ထပ်လူတစ်ယောက်ကိုအမတ်ယာထုပေးလိုက်ပါတယ်ပြီးတဲ့အခါမှာသူ့မှာရှိတဲ့အမတန်ဆိုးသွမ်းသောမဟာသောနာအမိရှိတဲ့မြင်းတစ်ကောင်ကိုဥတ္တရာပထတိုင်းသားတွေရဲ့မြင်းတွေထဲကိုလွှတ်စေပြီးအနာတရဖြစ်အောင်တိုက်ခိုက်ခိုင်းပါတယ်အနာတရဖြစ်ပြီးဆိုတော့မှအမတ်သိက်ကိုဈေးနှိမ်ပြီးဝယ်ခိုင်းပါတယ်ဒါကိုမကျင်တတ်ကြတဲ့ဥတ္တရာပထတိုင်းသားတွေကဖရာအလောင်းအမတ်ထံကပ်ပြီးတော့အကူအညီတောင်းတဲ့အခါမှာဖရာအလောင်းမကတင်တို့နောက်တစ်ခါလာတဲ့အခါမှာမဟာသောနာမြင်းလိုစိုးသွမ်းတဲ့မြင်းတစ်ကောင်ကိုခေါ်လာပြီးအဲ့ဒီမဟာသောနာမြင်းနဲ့တွေ့ပေးလိုက်ပါလို့အကြံပေးလိုက်ပါတယ်ဥတ္တရာပထတိုင်းသားတွေလည်းပဲနောက်တစ်ခါလာတဲ့အခါမှာအမတန်ဆိုးသွမ်းတဲ့သူဟနုအမိရှိတဲ့မြင်းတစ်ကောင်ကိုခေါ်လာပြီးမဟာသောနာအမိရှိတဲ့မြင်းနဲ့တွေ့ပေးလိုက်ပါတယ်အဲ့ဒီလိုတွေ့ပေးလိုက်တဲ့အခါမှာဓာတုနန္တုချင်းတွေ့ပြီးတော့တိမ်မွေ့ပြီးသိမြတ်သွားတဲ့အတွက်တခြားမြင်းတွေလည်းတိုက်ခိုက်မခံရတော့ပါဘူးနော်အဲ့ဒီသဘောကိုစောင့်တဲ့အနေနဲ့ဒီဇတ်တော်ဟာဓာတုချင်းတွေ့စေပြီးတိမ်မွေ့အောင်လုပ်ခိုင်းတဲ့သဘောကိုဆိုလိုခြင်းဖြစ်ပါတယ်နားလည်ပါစေနော်အရှင်ဘုရားဘုန်းကြီးကျောင်းလာဆောက်တဲ့လက်သမားဆရာဟာထမင်းစားချိန်မစားခင်အရက်တစ်ခွက်တောက်တယ်ဆေးအဖြစ်တဲ့အပြစ်ရှိလားဘုရားတဲ့အရက်တောက်တတ်တဲ့လူတွေဟာအရက်တောက်ချင်လာပြီဆိုရင်ခေါင်းစဉ်အမျိုးမျိုးတက်ပြီးတောက်ကြပါတယ်တချို့ကစိတ်ညစ်လို့တောက်တာတဲ့တချို့ကပျော်လို့တောက်တာတဲ့ဟောတချို့ကြတော့လည်းပဲအရက်ကိုဆေးပြစ်ဝါပြစ်တောက်တာတဲ့ဘယ်လိုပဲခေါင်းစဉ်အမျိုးမျိုးတက်ပြီးတောက်အရက်တောက်တာကတောက်တာပါပဲဦးစင်းတို့ငငယ်တုန်းကဆရာတော်ကြီးတစ်ပါးအနာပေါက်တဲ့အတွက်ကြောင့်အကြိုက်ခဲပြောက်အောင်ဆိုပြီးဗမာဆေးဆရာကဆရာတော်ကြီးကိုဆေးပြစ်ဝါပြစ်တနေ့နဲအရက်တိုက်ပါတယ်ဆရာတော်ကြီးဟာအရက်ကိုဆေးပြစ်ဝါပြစ်တနေ့နဲတောက်ရင်းကနေပြီးကြာလာတဲ့အခါမှာအရက်ဆွဲပြီးတော့တနေ့ကိုတစ်ခွက်တစ်ဖလားမတောက်ရရင်မနေနိုင်တဲ့အထိဖြစ်သွားပါတယ်ပျက်စီးသွားတာပါနော်ဒါကြောင့်အရက်ကိုဘလို့ခေါင်းစဉ်နဲ့ပဲတောက်အရက်တောက်ခြင်းဟာလူကိုပျက်စီးစေပါတယ်ဒါဆိုရင်အရက်ကိုဆေးပြစ်ဝါပြစ်တောက်လို့မရဘူးလားလို့မေးစရာအကြောင်းရှိပါတယ်မဟုတ်ပါဘူးတောက်လို့ရပါတယ်တောက်တယ်ဆိုတဲ့နေရာမှာဖျားပေးတဲ့နေအတိုင်းတောက်ရမှာပါဖျားကဘလို့ပေးတယ်လဲဆိုရင်မဟာဝါပါဠိတော်မှာယဟန်တစ်ပါးဟာဥယျအနာပေါက်ပါတယ်အဲ့ဒီဥယျအနာဟာအရက်ကိုစီနဲ့ရော့ချက်ပြီးတောက်မှပျောက်တဲ့အနာမျိုးဖြစ်တဲ့အတွက်ကြောင့်သင့်မသင့်ဖျားရှင်ထံလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကအရက်ရဲ့အနံလဲမထင်ရှားအစင်းလဲမထင်ရှားအရသာလဲမထင်ရှားဘူးဆိုရင်တောက်ခွင့်ရှိစေလို့ခွင့်ပြုတော်မူခဲ့ပါတယ်ဒါကြောင့်အရက်ကိုဆေးပြစ်ဝါပြစ်တောက်ချင်တယ်ဆိုရင်အခြားတင့်တော်မဲ့အရာများနဲ့အရက်ကိုရော့ချက်ပြီး
အရက်ရဲ့အနံလဲမထင်ရှားအစင်းလဲမထင်ရှားအရသာလဲမထင်ရှားအောင်လုပ်ပါအဲ့ဒီလိုအရသာလဲမထင်ရှားအစင်းလဲမထင်ရှားအနံလဲမထင်ရှားဘူးဆိုရင်ဆေးအဖြစ်တောက်သုံးခွင့်ရှိပါတယ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့အရက်အတိုင်းဆေးပြည့်ဝါပြည့်တောက်မယ်ဆိုရင်တော့ယဟန်တောက်ပါကအာဘတ်သင့်ပါတယ်လူတောက်ပါကတီလာပြတ်ပါတယ်နော်